ရှေးဥစွာရန်ကုန်မြို့တော်ဝန်မဟာတကြံမန်းတပ်ရေသပင်ပွဲမှာပါဝင်ဆင်နွှဲမဲ့ရင်းအဖွဲ့ဝင်များရုပ်ရှင်သပင်ဂီတအမှုပညာရှင်များနေရာယူကြပြီးမြို့တော်ဝန်ဦးကိုလေးကနှစ်တစ်ကူနှုတ်ခွန်းဆက်စကားပြောကြားပါတယ်အဲဒီနောက်မြို့တော်ဝန်ဦးကိုလေးက1358ခုနှစ်ရန်ကုန်မြို့တော်ဝန်မဟာတကြံရေသပင်ပွဲအခမ်းအနားကိုဖွင့်လှစ်ပေးလိုက်ရာဒေဂီတအမှုပညာရှင်များကမဟာတကြံဒေသချင်းကိုတီးမှုတ်တီးဆိုကြပြီးလှပြူပြူများကမိုးပြန်ပူပေါင်းများလွှတ်တင်ကရင်းဖွဲ့ဝင်များကမဟာတကြံတချင်းကိုတံပြိုင်တီးဆို၍တူညီကာကျိုးများဖြင့်ကပြဖျော်ဖြေကြပါတယ်အဲဒီနောက်ရေကစားမန်းတန်းမှာရေပိုင်များဖွင့်လှစ်ပြီးရေဘက်ခံလာကြသူများကိုရေဘက်ကစားကြပြီးလှပြူပြူများကတက်ရောက်လာကြသူများဧည့်သည်တော်များနဲ့ရေဘက်ခံကားများအားရေဘက်ကစားကြကဖွင့်ပွဲအခမ်းအနားကိုညနေ9:00 နာရီခွဲအချိန်မှာရုပ်သိမ်းလိုက်ကြောင်းသိရှိရပါတယ်ခင်ဗျာ
တရင်တောက်ဖွဲ့လှပြိုပြူများကရေသမင်ပွဲတော်ရင်းကများနဲ့၎င်း A1 ဥဆိုးမြင့်ခေပေါ်တေဂီတဖွဲ့နဲ့တွဲဖက်ပြီး